ဆုမြတ်မိဆိုဖြစ်ပါတယ်ရှင်အခုတချင်းလေးရဲ့ရွေးချက်ကိုပြောပြပါမယ်တချင်းလေးရဲ့ရွေးချက်ကဟိုးဝေးမှနေတဲ့ဦးတော်တော်ကိုကိုမမတယောက်စီတာခွာပေးဖို့အတွက်တမီးတို့ကလောက်ခရခြင်းအကြောင်းဖြစ်ပါတယ်အခုခေတ်မှာကလေးတွေကကျူရှင်နဲ့ဖျားကြောင်ကျူရှင်ဦးစားပေးပြီးဖျားကြောင်လုံးဝဦးစားမပေးပါဘူးလူကြီးတွေကအခုဖျားကြောင်ကိုဦးစားမပေးဘဲနဲ့အလုပ်ကိုဦးစားပေးပြီးအလုပ်ကိုတိုးစားပြီးလုပ်နေကြပါတယ်အခုတချင်းလေးရဲ့ခေါင်းစဉ်လေးကတော့မဖြစ်သေးဘူးဖြစ်ပါတယ်တချင်းလေးကိုပြိတ္တတွေအားလုံးနဲ့နားဆင်ကြည့်ကြအောင်ခွာရမယ်လို့တမီးယုံကြည်ပါတယ်မဖြစ်တဲ့နိုင်မဖြစ်အောင်ဒီတချင်းလေးကပြောထားတာပါမဖြစ်တဲ့နိုင်မဖြစ်အောင်တမီးကျမ်းမာရေးတစ်ပိုက်ကိုရွတ်ဆိုပါမယ်ရွှေချမ်းကျဲရှင်မတဲခွေဝေခန်းကြီး6အငယ်33ဖရာတခေဤနိုင်ငံတော်နှင့်ဖြောင်းမှတ်ခြင်းတရားတော်ကိုရှေးဥစွာရှာကြလောနောက်မှထိုအရာများကိုထမ်း၍ပေးတော်မူတဲ့ဒီချမ်းသာလေးအဖြစ်ခွန်အားရမယ်လို့တမီးယုံကြည်ပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေအာမင်တတ